ဒီရမြူရထားကိုဘလို့ online ကနေလက်မှတ်ဝင်မလဲ။ကြိုင်နေတဲ့ရ browser တစ်ခုဟိုကနေအခုပြထားတဲ့ link ကိုဝင်ပါ။ဒီလိုရောက်သွားပြီဆိုရင်လက်မှတ်ဝင်ရန်ဆိုတာကလေးကိုနှိပ်လိုက်ပါ။နည်းနည်းတော့စောင့်ရပါတယ်။ခရီးစဉ်အစနေရာမှာကိုဘယ်ကနေသွားမလဲပေါ့နော်။ခရီးစဉ်အဆုံးကကိုဘယ်ကိုသွားမလဲဆိုတာကိုရွေးရမှာပါ။ online ကနေဆိုရင်တော့9ရက်လောက်ကနေစပြီးကြိုဖြတ်လို့ရပါပြီ။ကိုသွားမယ့်ရက်ကိုရွေးပါမယ်။နောက်ပြီးသွားမဲ့သူကကလေးလားလူကြီးလားဆိုပြီးတော့လည်းရွေးလို့ရရတယ်ကလေးတွေအတွက်ကဘယ်နှယောက်လူကြီးတွေအတွက်ကဘယ်နှယောက်ပေါ့နော်အခုပြထားသလိုနေရာလေးမှာရွေးလို့ရပါတယ်ကလေးငယ်ဆိုရင်လည်းသူကခုံယူမဲ့မယူဘူးလည်းတစ်ခါလည်းရွေးထားလို့ရပါတယ်ဘလို့ပဲကလေးပါပါခုံယူရင်တော့ပို့ပြီးတော့စီးရတာပိုတက်တောက်တတာဖြစ်တယ်ပေါ့နော်အကုန်လုံးရွေးပြီးသွားရင်တော့ရှာဖွေမိကိုနှိပ်ရပါမယ်အဲ့ဒီမှာဆိုရင်ကိုသွားမဲ့ရက်မှာပေါ့နော်ထွက်မဲ့ရထားတွေရဲ့အချိန်တွေရဲ့အကုန်လုံးပေါ်တယ်ပေါ့နော်ဘယ်ရထားဘယ်ချိန်ကိုဘယ်ချိန်သွားမလဲပေါ့ပြီးကြတော့ရက်တက်မဲ့ဘူတာတွေလည်းပေါ်ပါတယ်ရှင့်အဲ့ဒီမှာကိုကြိုက်နှစ်သက်ရာအချိန်နဲ့ရထားကိုတွေ့ပြီဆိုရင်ထိုင်ကုန်တန်းစားရွေးချယ်ရပါမယ်ထိုင်ကုန်တန်းစားရွေးချယ်ရန်ဆိုတာလေးကိုအရင်နှိပ်လိုက်ပါနှိပ်လိုက်ပြီးရင်အဲ့မှာပေါ်လာလိမ့်မယ်ပေါ့နော်အစိမ်းရောင်လေးတွေကမရောရသေးတဲ့ခုံမှာပုံမှန်ဆိုရင်တော့အထက်တန်းလက်မှတ်တွေကအကုန်လုံးစိုးဖြစ်ကြတာများပါတယ်အဲ့တော့စကိုအစိုးပြီးတော့ဝယ်နိုင်လေပို့ပြီးတော့ကိုရွေးခြင်းတဲ့ခုံကိုရခြင်းတဲ့ခုံရတယ်ပေါ့နော်ဒီကတော့အထက်တန်းတွေပါအထက်တန်းကတော့မျက်နှာချင်းဆိုင်မဟုတ်ဘူးပေါ့နော်တစ်ယောက်ခုံရှိမယ်နှစ်ယောက်ခုံရှိမယ်ပေါ့ကိုကခုံကိုယူပြီးသွားပြီဆိုရင်ရွေးချယ်မည်ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်ဒီလိုလေးပေါ်လာလိမ့်မယ်ပေါ့နော်အဲ့ဒီမှာသူကဒီဝန်ဆောင်ကဘယ်လောက်ရှိမယ်လက်မှတ်ခဘယ်လောက်ပေါ့နော်ဒီ box လေးကြလာပါလိမ့်မယ်ကိုရွေးထားတဲ့ဒီမှာတစ်ချက်စစ်မယ်ပေါ့နော်ဒီအချိန်နေရဲ့ရက်တွေရဲ့ကိုတကယ်သွားမယ့်ရက်ကဟုတ်လားမဟုတ်လားဆိုတာလေးတစ်ချက်ပြစစ်ပြီးတော့ရှေ့သို့ဆိုတာလေးကိုနှိပ်လိုက်ပါမယ်တို့ကိုနှိပ်လိုက်ရင်အခုလိုမျိုးကိုယ့်ရဲ့အချက်လက်လေးတွေဖြည့်ပေးရမယ်ပေါ့နော် star အနီအောင်ပြထားတဲ့ဟာလေးတွေကတော့မဖြစ်မနေထည့်ပေးရမှာပဲခရီးသည်အမိကကိုတကယ်သွားမဲ့သူရဲ့နာမည်ပေါ့နော်ကိုဘသူဆိုဘသူပေါ့နော်မဘသူဆိုမဘသူပေါ့နော်အဲ့လိုမျိုးလေးထည့်ပေးရပါမယ်ပြီးရင်မှတ်ပုံတင်နံပါတ်တွေထည့်ပေးရပါမယ်ကျွန်တော်ကတော့ဒါအစမ်းလုပ်ပြတာဖြစ်တဲ့အတွက်တကယ်တမ်းသွားမဲ့သူရဲ့မဟုတ်တဲ့နာမည်ထည့်မယ်ပေါ့နော်အဲ့ဒီမှာနာမည်ထည့်မယ်မှတ်ပုံတင်နံပါတ်ထည့်မယ်ဖုန်းနံပါတ်ထည့်မယ်ပေါ့နော်အကယ်၍ကိုက email ရှိတယ်ဆိုရင် email လိပ်စာလေးထည့်ပေးလို့ရပါတယ်ပြီးကြရင်ရှေ့သို့ဆိုတာလေးကိုနှိပ်ရပါမယ်ရှင်ဒီလိုလေးပေါ်လာပြီဆိုရင်နာမည်တွေမှတ်ပုံတင်နံပါတ်တွေဖုန်းနံပါတ်တွေနဲ့ခရီးစဉ်ရဲ့ပုံစံလေးကိုတခြားလေးကြည့်ပြီးတော့စစ်ပြီးတော့မှရှေ့သို့ဆိုတာလေးကိုနှိပ်ရပါမယ်အမှငွေပေးချေငွေရန်အတွက်ဆိုပြီးတော့ box လေးကြာလာပါလိမ့်မယ်ရှင်က MNU လည်းရှိတယ် MPU လည်းရှိတယ်ပေါ့နော်ကြိုက်နှစ်တရားနဲ့ငွေပေးချေလို့ရပါတယ်ကျွန်တော်က MNU ကိုရွေးလိုက်တဲ့အတွက်ကြောင့်မလို့ဒီလို QR code လေးကြာလာပါလိမ့်မယ်ကြာလာတဲ့ QR code လေးကိုဖုန်းထဲကိုစီထားပြီးတော့ကိုပေးချေမယ်ပေါ့နော် KB ဆိုရင်လည်း KB AY ပေးဆိုလည်း AY ပေးပေါ့နော်အဲ့ဒါလေးနဲ့ကျွန်တော်တို့သွားပြီးတော့ငွေပေးချေရပါမယ်ကျွန်တော်က KB ကိုရွေးလိုက်တဲ့အတွက် KB ရဲ့ဒီစကန်နေရာမှာခုနကရလာတဲ့ QR code ကလေးကိုထည့်ပေးရပါမယ်ခုလိုလေးထည့်ပေးလိုက်ပြီဆိုရင်သူမှာ auto ပေါ်လာမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကြာလာတဲ့ငွေမောက်ကိုပေးနှောင်းလေးနှိပ်လိုက်ရုံပါပဲငွေပေးချေပြီးသွားရင်ခုန website မှာဒီလိုမျိုးလက်မှတ်ကလေးရလာမှာဖြစ်ပါတယ်အဲ့ဒါလေးကိုဘူတာရောက်တာနဲ့လက်မှတ်ကောင်တာမှာသွားပြီးတော့လက်မှတ်လေးလဲလိုက်ရင်ရပါပြီရှင်ဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်